ဝေးမင်းမှုမှာတော်တော်ကိုဆူဆူဝါတဲမုံတိုင်းဖြစ်နေတာကိုလူမျိုးလေလေးနဲ့ပဲနေရောနေရတယ်ဒီမှာအဲ့မှာကြည့်ဦးမမတို့လုံးဝပုံတုံနေရပဲဘာဆိုဘာမှမမြင်ရတော့အကုန်လုံးမှလမ်းပြန်ပြီးတော့အဲ့လိုအမကြီးမှုဝါလို့အဲ့ဒါဘိုးဆောင်လေးတို့ဒီကန်နာနဘေးပေါ့ဒီမှာကျုပ်ဒိုင်းဆိုကိုပဲပြန်ဆိုရင်ရေကိုမမြင်ရတော့တာဟာရေလေးတစ်ချက်ရှုကြောက်စရာကြီးမွေးတယ်မွေးတယ်လည်းမသိဘူးနော်လူတွေလည်းမသိဘူးဘာမှကိုမမြင်ရတာဟိုးပဲချင်းကဘာမှကိုမမြင်ရတော့အဲ့မှာဒါဆိုအဲ့ဒါဆိုရင်အရင်တော့ဆိုရင်အဲ့မှာတောင်တန်းကြီးတွေတို့ဘာလို့နော်မစစ်စင်းရဲတယ်မတော်မတရားကြီးတိုက်နေတာဟာလေးတွေရောတဲတွေရောနော်ဟိုမှာတဲတွေရောအမှတွေ့လားတဲမုံတဲစားတယ်တော်တော်ထူးဆန်းနေပါလေခင်ဗျာဒါကျွန်တော်တို့မတွေ့ဘူးတဲ့အရာဦးတွေပါကောင်းမေးမှာဘာမှမသိပါဘူးခင်ဗျာကောင်းမေးမှာဘာမှမသိပါဘူး